Happy ပြောကိုသူမရဲ့တခြင်းပေးမဆိုရတဲ့အကြောင်းကိုပြောဆိုလာတဲ့အဆိုတော်ပပမင်္ဂလာပါပရိသတ်ကြီးရေဒီကနေ့မှာတော့အဆိုတော်ပပကသူမရဲ့တခြင်းတွေကိုတခြားသူတွေပေးမဆိုခြင်းရတဲ့အဓိကအကြောင်းရင်းတွေကိုပရိသတ်တွေတရားရှင်းဖွင့်ရှင်းလင်းလာပါတယ်ပပအတွက်တခြင်းဆိုတာသူမဘဝရဲ့အသက်ပါပဲသူမကတသက်လုံးသူမရဲ့တခြင်းတွေကိုယူမဆိုခဲ့ဘူးသလိုနိုင်ငံခြားတန်စင်တွေကိုလည်းလုံးဝကော်ပီမလုပ်ခဲ့ဘူးလို့အတီလင်းပြောထားပါတယ်အထူးသဖြင့်အခုပြဿနာဖြစ်နေတဲ့သူမအတွက်ဆိုတဲ့တခြင်းလေးကသူမရဲ့အသေးခွဲခံစားချက်တွေမိသားစုနဲ့ပတ်သက်တဲ့နာကျင်မှုတွေကိုနှလုံးသွင်းနဲ့ယဉ်ပြီးတော့ရေးဖွဲ့ထားတဲ့ကိုပိုင်တန်စင်စစ်တစ်ခုဖြစ်ပါတယ်ဒီလိုခံစားချက်အပြည့်နဲ့ရေးသားထားခဲ့တဲ့သချင်းတွေကြောင့်ပဲသူမရဲ့ဘဝအများကြီးပြောင်းလဲအောင်မြင်လာခဲ့ရပါဒါကြောင့်ကိုယ့်ရဲ့ချွေးနှဲစာဖန်တီးမှုတွေကိုအလွန်တန်ဖိုးထားပြီးတော့ဘသူ့ကိုမှပေးမဆိုခြင်းမှုလို့ဆိုပါတယ်Happy ပြောအပြင်ပွဲတွေမှာလိုက်ဆိုနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အစကတော့ပြက်သားတားမြစ်ဖို့စဉ်းစားခဲ့ပါတယ်။ဒါပေမဲ့ Happy ပြောရဲ့အင်တာဗျူးကိုကြည့်ပြီးနောက်မှာတော့သူကမိဘကိုလှုပ်ကြွေးနေတဲ့သားလေးမတယောက်ဖြစ်နေလို့ဒီတခါတော့ခွင့်ပြုပေးလိုက်မယ်။ဘာမှဆက်မပြောချင်တော့ဘူးလို့ဖြေလျှော့ပေးခဲ့ပါတယ်။ဒါပေမဲ့နောက်မှာသူမရဲ့သချင်းတွေကိုဘသူ့ကိုမှထပ်ပြီးတော့ပေးမဆိုချင်တော့ဘူးဆိုတာကိုတော့ပြက်သားထပ်မံအသိပေးထားပါတယ်။မိဘကိုလှုပ်ကြွေးနေလို့ခွင့်လွှတ်ပေးခဲ့ပေမဲ့ကိုပိုင်ဖန်တီးမှုကိုတန်ဖိုးထားတဲ့ပူရဲ့ရည်တည်ချက်အပေါ်ပရိသတ်ကြီးတို့ရောဘယ်လိုထင်ကြပါသလဲရှင်။